မင်္ဂလာပါရှင်ပြည်နာမြို့နယ်ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုရှေ့ပြဖို့ဌာန community center မှာလူငယ်နှင့်မိသားစုစိတ်တဲ့အသိပညာပေးတော့ချိုးစီစဉ်လေးကိုဆောင်ရွက်တော်မှာဖြစ်ပါတယ်ရှင်ဒီစီစဉ်လေးမှာဆွေးနွေးပေးဖို့ရာစာရေးဆရာမောင်တပြေတောင်လေးကိုဖိတ်ခေါ်ထားပါတယ်ရှင်ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဆရာမဆရာအနေနဲ့ပထမဦးဆုံးလူငယ်နဲ့မိသားစုဆက်ဆက်ပုံလေးကိုလည်းရှင်းပြပေးပါအောင်ဆရာရှင်လူငယ်နဲ့မိသားစုဆက်ဆက်ပုံတော့ဘာပဲပြောလူငယ်လို့ဖြစ်လာလို့ရှိရင်တဦးနဲ့နေထိုင်တာမှမဟုတ်တာအဖွဲ့အစည်းနဲ့မိသားစုနဲ့နေထိုင်ရတာပေါ့မှာအဖေအမေသားသမီးပေါ့နော်ဘယ်လိုရှိကြတာအတီးတီးရှိကြတယ်ပေါ့အားလုံးနဲ့ကတော့မိသားစုနဲ့ဆက်ဆက်နေကြတာပေါ့ဆက်ဆက်နေတဲ့အတိုင်းသာမျိုးပေါ့နော်လူငယ်ဟာဆိုလို့ရှိရင်မိသားစုရဲ့တဲ့ပင်ထိန်းချုပ်မှုမှာဗီဇရဲ့ဝင်းကျင်ဆိုတာနှစ်မျိုးရှိတယ်ဗီဇရဲ့ဝင်းကျင်နှစ်မျိုးရှိတယ်ဆိုတာပြောရရင်မိသားစုရဲ့နေထိုင်မှုမိသားစုရဲ့ဒလေးစရဲ့ကလေးချစ်ကြည်ရင်းနှီးမှုလေးတွေမိသားစုစိတ်ဓာတ်ကလေးတွေဆိုလို့ရှိရင်လူငယ်တွေရဲ့ပေါ့နော်ဘဝအောင်မြင်တိုးတက်ရေးကိုများစွာအထောက်ပြုပါတယ်ဒါကြောင့်မလို့လူငယ်တွေနဲ့မိသားစုတွေကတော့များစွာဆက်ဆက်နေပါတယ်ဟုတ်ကဲ့ပါဆရာရှင်ဒီလူငယ်တွေအနေနဲ့မိသားစုကိုအထားရှိရမယ်စိတ်သက်ကိုလည်းဆရာအနေနဲ့ရှင်းပြပြအောင်ဆရာရှင်မိသားစုကိုကျွန်တော်ဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ဆိုတော့မိဆိုတော့မိဘပေါ့နော်တားဆိုတော့တားသမီးတွေပေါ့မိဘတားသမီးတွေပေါ့စုဆိုတော့စုစုစည်းစည်းနဲ့ချစ်ချစ်ကြည်ကြည်ရှိနေတဲ့နေရာလေးကိုအေးမြင်လေးကိုမိသားစုကျွန်တော်အဓိပ္ပာယ်ဖွင့်လို့ပြန်ပါတယ်ဒါတော့ကျွန်တော်ရဲ့ပုံမှန်အဓိပ္ပာယ်နေတဲ့အဓိပ္ပာယ်ဖွင့်လို့နေတာမိဆိုတော့မိဘတွေပေါ့တားဆိုတော့တားသမီးတွေပေါ့စုဆိုတာဆိုတော့ကျွန်တော်ပြောနေတယ်စုစုစည်းစည်းနဲ့ချစ်ချစ်ကြည်ကြည်ရင်းနှီးရှိနေဖို့ဒါဆိုရင်မိသားစုပဲဖြစ်ပါတယ်အဲ့ဒီမိသားစုလေးတွေနင်းနေတဲ့နေရာဆိုလို့ရှိရင်တကယ်ကိုပဲလုံခြုံမေးထွေးတဲ့မိသားစုအိမ်လေးပေါ့မိသားစုရဲ့တီတီကေဟာလေးပေါ့အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်ဒီတာယာပျော်ရွှင်တဲ့မိသားစုတွေပိုင်ဆိုင်ဖို့လူငယ်တွေအနေနဲ့ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာလေးကိုလည်းဆရာအနေနဲ့ရှင်းပြပေးခဲ့ပါအောင်ရှင်လူငယ်တွေရောပေါ့နော်မိသားစုဝင်တွေအားလုံးနဲ့တက်ဆိုင်တာပေါ့ကျွန်တော်အတွေးအမြင်လေးကိုကျွန်တော်ကြပြလေးတစ်ပုဒ်ရေးခဲ့ပါတယ်တီတီကေဟာပီတိဝေတာလေးပဲကြပြလေးတစ်ပုဒ်ဖြစ်ပါတယ်ဒါလည်းစာနယ်ဇင်းမှာပေါ်ပြပါရှိခဲ့တဲ့ကြပြလေးတစ်ပုဒ်ပါအမိုးကလုံလုံစွာဖြင့်နေရာထိုင်ခင်းလွန်တန်ရှင်းမှုအိမ်တွင်းအိမ်ပြင်မြဲတည်လွင်အောင်နေ့စဉ်လုပ်ငန်းကြည်ပွန်ထမ်းကစိတ်ဝမ်းညီများစီးလုံးကြသည်လုံးလရှင်ပြီးမိသားစုပြောရရင်အိမ်ဆိုတာတော့ပေါ့နော်လုံခြုံတဲ့အမိုးအကာပေါ့နော်ရှက်တာလို့ခေါ်တာပေါ့လုံခြုံတဲ့အမိုးအကာအောက်မှာရှိကြတာပေါ့နော်အဲ့ဒီခါမှာအင်္ဂလိပ်စကားမှာရှိတယ်ပေါ့နော် house ဆိုတာရှိတယ် home ဆိုတာရှိတယ်နော် house ဆိုတာဘာလို့ဆိုတော့လူမနေဘူးလူနေတဲ့အဆောက်အဦတစ်ခုပေါ့နော်လူမနေဘူးအိမ်လို့တော့တတ်မှတ်လို့ရတယ်ဒါပေမဲ့အဲ့ဒီထဲမှာမိသားစုဆိုတဲ့အတိုက်အုံတွေမရှိဘူးပေါ့အဲ့ဒါကိုတော့အင်္ဂလိပ်လိုဘာလို့ခေါ်လဲဆိုတော့ house လို့ခေါ်တယ် home ဆိုတာတော့အဲ့လိုမျိုးမဟုတ်ဘူးအဲ့ဒီအဆောက်အဦထဲမှာအဲ့ဒီအမိုးကာထဲမှာမိသားစုတွေနေနေပြီစောစောကမိဘတွေတားသမီးတွေပေါ့နော်စုစုစည်းစည်းလေးနဲ့အဲ့ဒီအမိုးကာအဲ့ဒီလုံခြုံတဲ့အောက်မှာပေါ့နော်အတူတကွအတူရှင်တွဲပြီးတော့ပျော်ရွှင်စွာချစ်ကြည်စွာနေနေတဲ့အိမ်ကြီးကဘာလို့ဆိုလို့ရှိရင် home ပဲဖြစ်ပါတယ်အဲ့ဒီကပိုးပြီးတော့ကောင်းတာပေါ့မိသားစုစိတ်ဓာတ်တွေနဲ့ချစ်ချစ်ကြည်ကြည်ငြင်းနေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပြောရရင်ဘလောက်ပဲအကာအယံတွေအမိုးကာတွေရှိနေပါသေးရုပ်ပိုင်းဆိုင်ရာလုံခြုံမှုပဲရှိတာဒီမှာစိတ်ပိုင်းဆိုင်ရာလုံခြုံမျိုးထွေးမှုတွေရှိတယ်ဥပမာအဖေစီကလည်းအဖေမြစ်တာမိစီကလည်းအမိမြစ်တာသားသမီးစီကလည်းမိဘတွေပေါ်တန်ဖိုးထားတဲ့ပေါ့နော်အတိစိတ်ဓာတ်တွေရှိနေတဲ့အိမ်လေးရဆိုလို့ရင်တော့အင်္ဂလိပ်လိုဘာလို့ဆိုတော့ home sweet home လို့ခေါ်တာပေါ့နော် home sweet home တကယ်တာယာပျော်ရွှင်တဲ့ပီတိဝေထားတဲ့တကယ်ကိုတီတီခေရလေးပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မိသားစုစိတ်ဓာတ်ဟာဆိုလို့ရှိရင်မိဘတွေသားသမီးတွေစုစုစည်းစည်းလေးနဲ့မိဘကိုလည်းမိဘမှန်သီးသီးမိဘလည်းသားသမီးလေးတွေကိုချစ်တော်ပေါ့မိဘမြတ်တာနဲ့အပြည့်အဝပေါ့နော်တန်ဖိုးရှိတော်နဲ့ဘုရားမလို့ဆိုတော့သီလသမာဓိအစစအရာလုံခြုံစွာနဲ့ပေါ့နော်လုံနာတွေရောအဲ့လိုမျိုးတွေအားစိုက်ထုတ်ပြီးတော့ချစ်ချစ်ကြည်ရင်းနှီးနေတဲ့ဂေဟာလေးပေါ့အဲ့ဒီဂေဟာလေးရတယ်မိသားစုစိတ်ဓာတ်ကလည်းတော့အခြေပြီးတော့ချက်တာလားဟုတ်ကဲ့ပါဆရာရှင်နောက်တစ်ခုကစိတ်ရှိသေးတာပေါ့နော်ဟုတ်မိဘတွေအနေနဲ့ကြတော့လေအရာပေါ့နော်ဒေါသကြီးနဲ့ရှိချိတ်ထားလို့မရဘူးပေါ့သားသမီးတွေကိုကိုကအလိုမကြောက်အဲ့ဒီအလိုမကြောက်တော့အလိုမကြောက်တဲ့လိုမျိုးပဲစိတ်ထဲမှာဒေါသတွေဖြစ်တယ်သားသမီးတွေကလည်းကိုလိုချင်တဲ့ဆန္ဒတွေကိုမိဘတွေကဖြည့်ဆည်းမပြနိုင်ဘူးဆိုလို့ရှိရင်ဒေါသတွေဖြစ်လာအဲ့တို့ကြတော့အဲ့ဒေါသတွေကဘာလို့ဆိုမေတ္တာတွေစန့်ကျင်တယ်အဲ့ဒီဒေါသတွေချုပ်ငြိမ်းနိုင်မှုဆိုလို့ရှိရင်မေတ္တာပွားမယ်တူနဲ့တူကြားမှာမိဘနဲ့သားသမီးကြားမှာမေတ္တာတွေပွားမယ်ပေါ့နော်ပွားပြီးတော့အဲ့ဒီလိုမျိုးမေတ္တာပွားမှဆိုရင်အိမ်သားအိမ်သူကအမြဲညီညီတူတူနဲ့ကြည်ကြည်ပြူပြူနဲ့ရှိနေကြမှာပေါ့အရေးကြီးတာမိသားစုတွေထဲမှာဆိုလို့ရှိရင်ကြီးတဲ့သူကနေတော့ငယ်တဲ့လူညှတာရမယ်ငယ်တဲ့သူကလည်းကြီးတဲ့သူကိုပြန်ပြီးတော့
ယူသေးရမယ်ပေါ့နော်ထို့အတူတူပဲအသက်ရွယ်လူဖြစ်နေပြီဆိုရင်တော့မှပဲတယောက်နဲ့တယောက်လေးလေးစားစားလေးနဲ့ပေါ့နော်အဲ့လိုမျိုးရှိရမယ်ငယ်တဲ့သူတွေကလည်းကြီးတဲ့သူတွေကိုအားကိုးတယ်လို့မျိုးပဲကြီးတဲ့သူတွေကလည်းငယ်တဲ့သူရဲ့အားကိုးထိုက်တဲ့သူတယောက်ဖြစ်အောင်ပေါ့နော်ယူသားရမယ်ကျူးသားရမယ်အဲ့လိုမျိုးလေးတွေလည်းဖြစ်ရမယ်အဲ့လိုမျိုးနဲ့ဖွဲ့နှောင်ထားတဲ့မိသားစုတွေကဆိုလို့ရှိရင်တကယ်ကိုပဲစံပြမိသားစုတွေဖြစ်လာမှာပဲပေါ့အဲ့လိုလိုမိသားစုတွေတည်ထောင်ထားတဲ့မိသားစုတွေကဆိုလို့ရှိရင်လူမှုစီးပွားဘဝတွေကလည်းအများကြီးဖွံ့ဖြိုးမှာပဲဘာလို့လဲဆိုတော့ဒီလိုမျိုးမိသားစုစိတ်ဓာတ်တွေအများအားရှိနေတာဖြစ်တဲ့အတွက်အများအားကြိုးစားကြမယ်အများအားနိုးကြကြမယ်အများအားလုံးလာတွေအားစိုက်ပြီးတော့ရှိနေမယ်ဖြစ်တဲ့အတွက်ဒီစီးပွားတွေလည်းဖွံ့ဖြိုးတိုးတက်လာတယ်အဲ့လိုစီးပွားတွေဖွံ့ဖြိုးလာတဲ့အတွက်တကယ်ကိုပဲပီတိဝေထားတဲ့တကယ်ကိုပဲတီတိကေဟာပြီးဖြစ်လာမှာလို့ကျွန်တော်အနေနဲ့တီတိကေဟာပီတိဝေထားဆိုတဲ့ကြပြလေးကြီးပြီးတော့အဲ့အတွင်းမြင်လေးကိုကျွန်တော်စသီးခဲ့မှုပါတယ်ဆရာဟုတ်ကဲ့ပါဆရာရှင်ဆရာအနေနဲ့လူငယ်နဲ့မိသားစုဆက်ဆက်ပုံလူငယ်တွေအနေနဲ့မိသားစုပေါ်ထားရှိရမယ့်စိတ်ဓာတ်တွေတာယာပြောရှင်တဲ့မိသားစုတွေပိုင်ဆိုင်ဖို့လူငယ်တွေဘယ်လိုပြုနေထိုင်ရမယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုလည်းပြည့်ပြည့်စုံစုံဆွေးနွေးပေးသွားရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာရှင်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးကျွန်တော်တို့ဆွေးနွေးဖို့ဖိတ်ခေါ်ပြီးတော့ပေါ့နော်အစီအစဉ်လေးလုပ်ပြီးတဲ့သင်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြင်မနာမျိုးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်